တင်တိပါသလားခြေချောင်းလေးတွေကိုွေးနေတာဒါမှမဟုတ်ပုံစံမမှန်တာဟာလမ်းလျှောက်ရခက်ခဲစီယုံတွေမကပဲနောက်ဆက်တွဲဝေဒနာတွေပါဖြစ်လာစေနိုင်ပါတယ်ဒါပေမဲ့ဒါကိုအယိုးပုံစံပြန်ညှိပြီးကုသလို့ရတယ်ဆိုတာရောသိပါသလားအရင်ဆုံးလူနာကိုထုံစေးဒါမှမဟုတ်မေ့စေးပြီးခွဲစိတ်မှုကိုစတင်ပါတယ်ဆရာဝန်ကအယိုးအစစ်နေရာမှာအပေါက်သေးသေးလေးဖောက်ပြီးဘေးပတ်ဖက်လက်ကအသားမြင့်တွေကိုဖယ်ထုတ်ပါတယ်အဓိကအဆင့်ကတော့တင်းအားဖြစ်စေတဲ့အယိုးအပိုင်းစားလေးကိုဖယ်ထုတ်ပစ်တာပါအဲ့ဒီနောက်မှာတော့ကွေးနေတဲ့ခြေချောင်းကိုတဘာဝအတိုက်ဖြောင်းစင်းသွားအောင်ပြန်ညှိပေးပါတယ်ပြန်ဖြောင်းထားတဲ့ခြေချောင်းလေးပုံစံမဖြစ်ပဲအနာကျတ်သွားဖို့အတွက်အတွင်းထဲမှာဝတ်စုသေးသေးလေးဒါမှမဟုတ် support ပေးမဲ့အချောင်းလေးညထိန်းထားပေးပါတယ်အချိန်ကြာလာတာနဲ့အမျှခြေချောင်းလေးကပုံဖန်အတိုင်းပြန်ဖြောင်းလာပြီးလမ်းလျှောက်တာပိုပြီးတက်တောင့်တက်တာဖြစ်လာစေပါတယ်တင်မာရောဖနက်စီးရင်နာကျင်စေပါဒါမှမဟုတ်ဖြောင်းလို့မရတဲ့ခြေချောင်းလေးတွေရှိနေသလားဘယ်လိုမျိုးခံစားရလဲဆိုတာ comment မှာဖြေပြသွားပါအောင်ဘဟုသုတရရင်တော့ like နဲ့ share လို့ဖုန်းမှာမိနေအောင်နော်